မေသူရဲ့ရှမ်းပြည်နယ်အလဲခီဒုတိယနေ့မနေ့ခင်းလေးကိုတော့ဆူလာမုန်နီဇေဒီကိုဖူးမြော်ခြင်းနဲ့စတင်လိုက်ဖြစ်ပါတယ်။တောင်ကြီးရဲ့အထင်ကြီးအမှတ်သားဖြစ်တဲ့တောင်ကျွန်းနောက်ခံနဲ့လှပတင့်တယ်နေတဲ့ဆူလာမုန်နီဇေဒီတော်မြတ်ကြီးကတော့အလွန်တက်ပယ်လှပါတယ်။ဒီစီရီတော့ဆူလာမုန်နီဇေဒီတော်လို့ခေါ်တယ်။ဒီစီရီတော်ကဘုံမျိုးအထွက်တမ်းမှာတည်ရှိရလေဆူလာမုန်နီဇေဒီတော်ကပကံမှာရှိရဲ့အာနန္ဒာဘုရားပုံစံတူတည်ဆောက်ထားတာလေပကံမှာရှိတဲ့အာနန္ဒာဟုတ်တယ်ပကံမှာရှိရဲ့အာနန္ဒာဇေဒီတော်ကအတွဲပလန်2ခုရှိတယ်လေဆူလာမုန်နီဇေဒီတော်မှာတော့အတွဲပလန်1ခုပဲရှိတယ်ဒါဆိုဒီရှောက်လန်းလေးအတိုင်းဇီရီတော်လိုက်ဖူးရအောင်နော်ဆက်ရအောင်လေဇီရီတော်အတွင်းမုတ်ဦးလေးဘက်လေးတံမှာတော့မက်ရက်ရွတ်ပွားတော်ကြီးလေးစုနဲ့ဇီရီတော်ပတ်လန်းနေရန်တွေမှာလည်းမြတ်စွာဘုရားဆင်းတုတော်တွေခြေတော်ရာတွေဖြစ်တော်စဉ်အနုလက်ရာတွေကိုလည်းဖူးမြော်ခဲ့ရပါတယ်ရှင်ကဲတကယ်ချင်းဖျားလာရင်ခုစားလေးကြည့်မယ်နော်ဆူလာမုန်နီဇီရီတော်မှာခိုးလေးတွေကိုအစာကျွေးပြီးတဲ့နောက်မှာတော့မွေတော်ကတ်ကူဇီရီတော်ကိုတွားဖူးဖို့ခရီးဆက်ခဲ့ပါတယ်ရှင်မေတုတငယ်ချင်းမေမြင့်မိုးကတော့မွေတော်ကတ်ကူကိုသွားတဲ့လမ်းတစ်လျှောက်မှာတောင်ကြီးတစောင်းနိုင်ပွဲနဲ့မီးပုံပြန်ပွဲအကြောင်းကိုရှင်းပြပါတယ်တောင်ကြီးမီးပုံပြန်ပွဲကြီးကလည်းတကယ့်ကိုစီကားလှပြီးရက်ရှည်ကိုကျင်းပတဲ့ပွဲတော်ကြီးတယ်မီးပုံပြန်တွေကိုတောင်ကြီးနဲ့အနီးတစ်ဝိုက်ကတိုင်းရင်းသားတွေကသူတို့လက်နဲ့သာရိုးရာမပြတ်ပြုလုပ်ကြတာတယ်ရှမ်းဆက်ကူကိုသာတုံးပြီးမီးပုံးကြီးကိုတိဆောက်ကြပါတယ်ရန်တွေမီးစာတွေကိုလည်းကိုယ်တိုင်ပြုလုပ်ကြပါတယ်မီးပုံးတွေကလည်း၃မျိုးရှိပြီးနေကင်းဘက်မှာလွှတ်တဲ့မီးပုံးတွေကိုတော့နေလွတ်မီးပုံးဖြန်လို့ခေါ်ကြပါတယ်ညဘက်လွတ်တဲ့မီးပုံးပြန်ကိုတော့2မျိုးရှိပြီးစိန်နှပန်ဆိုတဲ့မီးပုံးပြန်နဲ့မီးကြီးဆိုတဲ့မီးပုံးပြန်နဲ့စိန်နှပန်မီးပုံးပြန်ကတော့မီးပုံးပြန်ပြီးမှမီးအိမ်လေးတွေအများကြီးကိုပုံဖော်ချိတ်ထားလိရှိပါတယ်မီးအိမ်လေးတွေနဲ့ပုံဖော်ထားတဲ့မီးဆိုင်ကြီးကိုချိတ်ဆွဲပြီးကောင်းကင်ကိုပြန်ဝဲကြတဲ့မီးပုံးတွေပေါ့မိုင်းဝနေတဲ့မီးပုံးကြီးမှာရေးဆွဲထားတဲ့ပကြီးလက်ရာတွေကလည်းအရန်ကိုလှပနေတာပေါ့နောက်မီးပုံးပြန်တစ်ခုဖြစ်တဲ့ညမီးကြီးကလည်းမီးပုံးပြန်ကြီးမှာလှပတဲ့ပကြီးတွေရေးဆွဲထားကြတာပါပဲထူးခြားတာကသူချိတ်ဆွဲပြီးကောင်းကင်ကိုမတင်မဲ့အရာကရမ်းခွေကြီးပေါ့လေထဲမှာလှပစွာပောက်ကွဲစီမဲ့ရမ်းခွေကြီးပေါ့ရောင်စုံရမ်းတွေလှပစွာပောက်ကွဲပြီးကောင်းကင်ထဲကိုတဖြည်းဖြည်းတက်သွားတဲ့မီးပုံးပြန်ကြီးကိုတစိမ့်စိမ့်ကြည့်ရင်အေးချမ်းလှတဲ့စောင်းညံ့မှာအနှွေးတွေထူထူလေးဝတ်ပြီးမီးပုံးပြန်ကွင်းထဲမှာညလုံးပေါက်ထိုင်ကြည့်ကြမယ့်လူတွေကလည်းကွင်းအပြည့်ပဲပေါ့
အောင်မြင်စွာတက်သွားတဲ့မိဘုံပြန်ကြီးကိုကြည့်ပြီးပျော်ရွှင်စွာတီးမှုတ်ကခုန်နေကြတဲ့တိုင်းရင်းသားတွေရဲ့အပျော်တွေကလည်းရင်းနှီးကိုကူးဆက်စေတယ်လေကျမကတော့နောက်တစ်ခါခွင့်ရရင်စောင်းရာသီမှာတစ်ခေါက်လောက်လာလေကျင်ပါသေးတယ်တောင်ကြီးမြို့လုံးကျွန်းဘုံကထိန်ပွဲတော်ကြီးကလည်းစီကားလှတယ်လေတိုင်းရင်းသားရိုးရာဝတ်စုံတွေဝတ်ပြီးရိုးရာအကတွေနဲ့လမ်းတစ်လျှောက်ကထိန်လှည့်လေကြတယ်လေစက်ကူရီနဲ့လှုပ်ထားတဲ့အယုတ်ကြီးတွေကလည်းလက်ရမြောက်လာပါတယ်တောင်ကြီးကနေမွေတော်ကကူစီဒီတော်တွေကိုသွားမယ်ဆိုရင်တော့တောင်ကြီးကနေကြောက်တလုံးလမ်းကြီးကိုသွားတဲ့အတိုင်းသွားရမှာဖြစ်ပါတယ်။တောင်ကြီးကနေကကူအထိကီလိုမီတာ60လောက်ကွာဝေးပြီးကားမောင်းချိန်တနာရီကျော်လောက်တော့ကြာပါတယ်။တောင်မော်လမ်းဖြစ်ပေမဲ့အကွေးအကောက်နေပါပြီးတော်တော်လေးပြစ်တာကိုလည်းသတိထားမိပါတယ်ရှင်။လမ်းတစ်လျှောက်မှာတော့ပအို့လူမျိုးတွေရဲ့ကြေးရွာလေးတွေစိုက်ခင်းပြိုးခင်းတွေတောတောင်ရေမြေသဘာဝအလှတွေနဲ့တော်တော်ကလေးတာယာလှပတာကိုတွေ့ရပါတယ်ရှင်။မွေတော်ကကူမရောက်ခင်ပအို့လူမျိုးတွေထိမ့်သိမ်းထားတဲ့ရှေးဟောင်းဖုံးတော်ကြီးတစ်ချောင်းကိုတငယ်ချင်းကခေါ်လို့ဝင်ရောက်လေ့လာဖြစ်ခဲ့ပါသေးတယ်။မလေးနင်းအော်တော့လို့ငါဒီကိုခေါ်လာတာဒါမွေတော်ကကူသွားတဲ့လမ်းမှာတည်ရှိရဲ့နှစ်ပေါင်း160ရှိပြီဖြစ်တဲ့ဖုံးကြီးကျောင်းလေ။အော်ဟုတ်လားရှားပါကျောင်းဆောင်မဲအဲ့ဆိုဒီမှာလေးငါတကယ်ချင်းပအုံးမလေးတယောက်ရှိတယ်သူကဒီကျောင်းအကြောင်းနဲ့ရှင်းပြနေဟုတ်လားမင်္ဂလာပါရှင့်တကယ်မင်္ဂလာပါတကယ်ချင်းစောင့်နေကြပြီဟုတ်လား sorry နော်ဘာမှလေးပေါပေါတပူရအောင်လေပုံကြည့်အကြောင်းခဏရှင်းပြမယ်ရှင်ဖေ။နှစ်ပေါင်း169နှစ်ရှိပြီပေါ့နော်။နာမည်ကဖြူငယ်ကျောင်းလို့ခေါ်တယ်။ဘာလို့ဖြူငယ်ကျောင်းလို့ခေါ်လဲဆိုရင်ဒီတက်လုံးလေးကိုဖြူပင်လို့ခေါ်တဲ့တစ်တစ်မျိုးနဲ့တည်ဆောက်ထားတယ်ပေါ့နော်။ဆိုတော့တက်တန်းအများကြီးကြာပြီပေါ့နော်။ဒီအပေါ်မှာရှိတဲ့ဒီဘောဖိတ်ကြီးကိုပြောမလဲ။နိုင်ရင်စီးပကြီးဆိုတဲ့နှစ်ပေါင်းတန်ပေါင်းတော်ကြာပြီနှစ်ပေါင်း100ကျော်ကြာပြီပေါ့နော်။အဲ့ကလေးကဒီဆောက်ထားတယ်။ပြည့်စုံတော့အဲ့ဒါ။ပြည့်စုံပြီးတော့ဒါဖွင့်တာမကြသေးဘူးလေ။ဒါလွန်ခဲ့3နှစ်မှဖွင့်တာပြီးတာ။ဘယ်လိုလဲဆိုအရင်ခေတ်တုန်းကဒါတွေကအကုန်လုံးဘယ်လိုပြောမလဲပိတ်ထားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒါရှေ့ဟောင်းဖျားလည်းဖြစ်တယ်အမွေကိုတင်သိတဲ့တော့ပေါ့နော်။အခုတော့ဒီဘိုးအမျိုးသားအဖွဲ့ချုပ်ကဥက္ကဋ္ဌပေါင်းခမကြီးကဖွင့်ထားပြီးတော့မှလူအများဖွင့်ရလို့ရအောင်ဆိုပြီးတော့ကျွန်တော်ဖွင့်ထားပြီးရရှင်။ကောင်းလိုက်လေ။ရှေ့ဟောင်းဖျားသေးဒီလိုဆက်ပြီးပြပြမယ်နော်။ဆိုလို့ရှိရင်ဘူးတီ6ရေဘူးလို့ခေါ်ရရှင်ဘူးတီကိုအထက်ဟာခွင်းပြီးအချောက်ခံပြီးရေတောက်လို့ရရေဘူးပေါ့နော်ဒါဟာဆိုလို့ရှိရင်ဖုန်ကြီးចောင်းသွားတဲ့အချိန်ကြလို့ရှိရင်သူများတွေအလူစာတွေတင်တဲ့အလူခံတဲ့ကတော့ပေါ့အလူခံတဲ့အလင်းပေါ့နော်ဖုန်ကြီးတပိတ်ပေါ့နော်ဖုန်ကြီးတပိတ်အရင်တော့ဆိုရင်တို့အများကြီးရှိရဒီမှာလေတို့ထိန်းထားတာပေါ့နော်အခုဒီလွန်ခဲ့တဲ့နှစ်3နှစ်မှပြန်ဖွင့်တော့တို့ဒီဟာလေးတွေပဲပြန်ပြီးတော့မှထိန်းနိုင်နေရှင်ဟုတ်ကဲ့အရာဒီဟာတွေအားလုံးကရှေ့ဟောင်းပစ္စည်းအမွေနဲ့တည်းပဲရှင်ကဲဒီမှာဆိုရင်အဆောက်အဦဘယ်လိုဆောက်လဲဆိုရှေ့ခေတ်တုန်းကဆိုပေါ့နော်ဒီတက်တာတွေကိုသူတို့အမျိုးဒီအခုခေတ်မှာဆိုရင်တန်တွေနဲ့ရိုက်ဆောက်တယ်လေအခုကဒီတက်တာတစ်လုံးချင်းစီဆွတ်ပြီးတော့တိဆောက်ထားတာအဲကြောင့်မို့ကသူကခံခတ်မှုအရင်ရှိတယ်ပြီးတော့ဒီအပေါ်မှာဆိုရင်သူတို့ရှေ့ခေတ်ကလေဇော်ဘွားတွေရဲ့အတုံးလုံးကမျိုးမန်စီချွေချသဘောမျိုးနဲ့မန်တွေကပ်ပြီးတော့မှသူရဲ့ဘယ်လိုကိုယ့်ရဲ့ပြောမလဲကိုယ့်ရဲ့အဆင့်အတန်းကိုဖော်ပြလေးရှိတယ်အခုလိုမျိုးတကယ်ကြီးငါတို့ညောင်တော့စိတ်ရှိလက်ရှင်နဲ့ရှင်းပြပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ရပါတယ်ဒီကလည်းကိုယ့်ရဲ့ဘယ်လိုပြောမလဲအမွေချစ်ထောင်အမွေနဲ့ကိုထိမ့်သိမ်းခွင့်ရတယ်ပြီးရင်ပြခွင့်ရတယ်အယံဝမ်းတာမိကရွေးတငယ်ချင်းတို့အခြားတငယ်ချင်းတွေပြောပြမယ်ဆိုလို့ရှိရင်သူကကကူသွားတဲ့လမ်းလေကကူသွားတဲ့လမ်းအဲ့မှာပုံဆွေပင်ရွာဆိုတာရှိတယ်အဲ့မှာဆိုင်းပုတ်လေးအဲ့ဒီမှာဖက်မှာဖြူငယ်ចောင်းတို့ဆိုတဲ့ဆိုင်းပုတ်လေးတက်တာဆိုင်းပုတ်လေးထောင်ထားတဲ့ရှင်အဲ့နေဝင်လာရင်9မိနစ်လောက်ပဲမောင်းရတယ်ရှင်ဟုတ်ကဲ့အမျိုးပေါ့လမ်းတစ်လျှောက်မှာလဲစိမ့်ဆူဆူနဲ့အရင်လာတယ်ရှင်ဟုတ်ကဲ့ပြလို့ရတယ်ရှင်တင်ပေးပါအောင်ဟုတ်ကဲ့ပါဒီတငယ်ချင်းတို့ငါတို့လိလာလာကြီးလည်းများသွားပြီဆိုတော့ဂျုံတုံးလေးငါတို့ရဲ့ပအိုးတိတာအစားအစာလေးကိုမိစမ်းကြည့်ရအောင်လေတောင်းလိုက်တယ်လာဖြာ
ကဟင်းထုတ်ပိုးရဟင်းထုတ်ပေါ့နော်ဒါကကျက်မိတ်နဲ့အခုဆိုရင်ကျက်မိတ်ညာတီပေါ့ပြောမယ်ဆိုလို့ရှိရင်ကျက်ဟင်းထုတ်လုပ်တယ်ဒီဟာထုတ်ပူးကြော်ရှမ်းပြည်အစားဟုတ်ဒါဆိုကောက်ငင်းနဲ့လုပ်ထားတယ်ဘယ်လိုပြောမလဲကောက်ငင်းစံကြော်ဟုတ်ကဲ့ဒီဟာလည်းထုတ်ပူးခောက်ကြော်ဒါအခုရတီစားပိနေတီဟုတ်ကဲ့ဒါညုတ်တီကြိုက်လားကြိုက်တယ်ညုတ်တီလေးနဲ့ဆန်စားလိုက်ဟုတ်အခုကျမတို့ရောက်နေတဲ့နေရာကတော့မွေတော်ကတ်ကူဇေဒီတော်ပဲဖြစ်ပါတယ်။ဒီမွေတော်ကတ်ကူဇေဒီတော်ကြီးမှာဆိုရင်ဇေဒီတော်ပေါင်း2488စုရှိတယ်လို့သိရပါတယ်။အာတောကမင်းကြီးလက်ထက်ကဇေဒီပေါင်း7400တည်ထားခဲ့ရမှာဒီမွေတော်ကတ်ကူဇေဒီတော်အစုမှာရှိတဲ့ရွှေကူကြီးဆိုတဲ့ဇေဒီတော်ကလည်းတစုအပါဝင်ဖြစ်တယ်လို့သိရပါတယ်ရှင်။ပကံခင်အလောင်းစီသူမင်းလက်ထက်မှာဒီရွှေကူဇေဒီတော်ကိုအပြင်ကငုံပြီးဇေဒီတော်ထပ်မံတီထားကိုးကွယ်ခဲ့တယ်လို့သိရပါတယ်။အဆက်ဆက်ကအလှူရှင်တွေကလည်းဖျားဇေဒီတွေကိုတီထားကိုးကွယ်ကြရမှအခုလိုပဲတပ်ပဲကြီးညိုစရာကောင်းလှတဲ့ဇေဒီတော်အစုဝေးကြီးဖြစ်ပေါ်လာတယ်လို့သိရပါတယ်ရှင်။ဇေဒီတော်ပရဝုံတွင်းမှာလည်းကြီးမားလှတဲ့ညောင်ချက်ပင်ကြီးတွေကိုလည်းတွေ့မြင်နိုင်ပါတယ်ရှင်။ခုဆိုရင်ငါတို့ဒီကကုဖျားရောက်ပြီပေါ့နော်။ကကုဖျားမှာဇေဒီစုပေါင်း2488စုရှိ။အများဒါပေမဲ့အရင်တစ်နှစ်ကပေါ့ဧပြီလကပေါ့နော်။ဧပြီလကအရင်တစ်နှစ်ဧပြီလမုန်တိုင်းတိုက်ခဲ့တော့တဝက်ကျော်လောက်ကပျက်စီးဆုံးရှုံးမှုတွေအများကြီးရှိခဲ့တယ်။ဟုတ်တယ်။ဒီဖျားမှာဆိုလို့ရှိရင်မျိုးပေါ့အဓိက main ဇေဒီနှစ်ခုရှိတယ်အဓိကဇေဒီနှစ်ခုပထမဇေဒီကအတောကတဲဇေဒီပေါ့နော်ဒုတိယဇေဒီကအလောင်းစီတူတက်ခဲဇေဒီဟောအတောကလွန်ခဲ့နှစ်ပေါင်း2000ခန့်ခဲတာတည်ခဲ့ပြီးတော့မှဒီရဲ့ဒုတိယတစ်ခုခါကျတော့ဒုတိယဇေဒီခါကျတော့အလောင်းစီတူက12ရာစုမှာတည်ခဲ့တယ်ဒီမှာဆိုရင်ဇေဒီတခြားနေရာမှာမတွေ့ရတဲ့ဇေဒီ3မျိုးဒီမှာတွေ့ရတယ်ရှင်ဟုတ်ကဲ့ဒီမှာဆိုရင်မျိုးဖျားចောင်းကန်ဖုန်ကြီးတွေနေတဲ့နေရာပေါ့နော်ဒီမှာ3ခုရှင်ပြထားတယ်ပထမတစ်ခုကဒီဟာဆိုရင် CD type CD ပုံစံပေါ့နော်ဒါ temple ဒါဝင်ပေါက်ရှိတယ်ဟိုလူတွေဝင်နိုင်တယ်ပေါ့နော်ဝင်ပြီးဖူးမြော့နိုင်တယ်ဒီတစ်ခုဟာကျတော့ဖုန်ကြီးဟန်တန်ကားနေတဲ့နေရာပေါ့နော်အမျိုးသူအလူရှင်ကသူတို့ပါသူတို့စိတ်ကြိုက်ရေးပြီးတော့မှလူပိုင်းခွင့်ရှိတယ်ဟုတ်ကဲ့ပြီးတော့ထီးတော်ဆိုရင်2မျိုးတွေ့နိုင်တယ်ဒီပထမဇေဒီဒီဇေဒီကိုမြန်မာထီးပေါ့နော်ဒုတိယဟာကျတော့ရှမ်းထီးဘာလို့ဆိုဒီဟာကတ်ကူကရှမ်းနဲ့မြန်မာရဲ့အနေဆက်လေးဆိုတော့ရှမ်းထီးလည်းတွေ့လို့ရတယ်မြန်မာထီးလည်းတွေ့နိုင်တယ်ဟုတ်ကဲ့ဟုတ်ကတ်ကူမှာက2000စီတီပေါင်း2488စုရှိရပေါ့နော်အမှမှာအဓိကစီတီက2စုဒီရဲ့ကြောက်ပါဆိုရင်ရာဒီဥတုတန်မိုးတန်အနေကြောင့်အမျိုးရအယောင်လေးပြောင်းသွားခဲ့တယ်ပေါ့ဟုတ်တယ်ဒီရုပ်ကထူးဆန်းနေဆိုတော့သူကအမျိုးပိုးဝဆိုရင်မျိုးပေါ့နော်ရှင်လောင်းပွဲတွေရှိတယ်အဲ့မှာဆိုလို့ရှိရင်အဲ့ဒီခေတ်တုန်းကသူတို့နတ်ကိုကွယ်လည်းရှိတယ်မျိုးပေါ်ဘုဒ္ဓဘာသာအယူနဲ့လည်းရှိတယ်သူတို့ရှင်လောင်းပွဲမှာဆိုလို့ရှိရင်ဒါဥပမာပြောစဒါဆိုရှင်လောင်းထိတ်ပေါ့ဒါပေါ်ရှင်လောင်းပုံစံသဘောမျိုးနဲ့ပေါ့နော်အမျိုးသူတို့ဘုဒ္ဓဘာသာကိုင်းဆိုင်နေဆိုတဲ့သဘောမျိုးကိုပြတယ်ရှင်ဟုတ်ကဲ့ပြီးတော့ဒီနေရာကအမျိုးဘယ်လိုပြောမလဲနတ်တွေအများစုရှိတယ်ပြီးအမျိုးမြန်မာရှေ့ဟောင်းသူတေသနာလာပြီးတော့မှလောက်ထားပြီးထိမ့်သိမ်းထားတဲ့အတွက်ကြောင့် photo stand နေနဲ့အသုံးပြုလို့ရတယ်ရှင်တပ်ပုံပညာရှင်တွေအတွက်ပေါ့နော်အခုပြမစီတီကိုတောင်းမဲ့လမ်းပေါ့နော်ဟုတ်ကဲ့ရှင်ဘုရားဟောင်းတွေအများကြီးပဲနော်ဟုတ်တယ်ဘုရားဟောင်းတွေအများကြီးပဲဒီဟာတွေကဘယ်လိုပြောမလဲအုတ်နီခဲနဲ့စောက်ထားတယ်အခုဒီနောက်ပိုင်းဘုရားတွေဟာကျတော့သူတို့ဒီဖိလက်မီအများကြီးထဲတယ်အုတ်တွေအများကြီးထဲအချိန်ကျတော့ရာဒီဥတုတမ်ခံနိုင်ဒါပေမဲ့ဒီဟာကဘယ်လိုလဲပြောမလဲဆိုတော့ရှေ့ဟောင်းအမွေနဲ့တရားပြောအရန်ခိုင်မာတယ်လေခိုင်မာတယ်ဒီရာဒီဥတုတန်ကခံခဲ့ရပေမဲ့လည်းသူတို့မှနည်းနည်းတော့ပျက်စီးမှုရှိခဲ့တယ်ဘုရားပွဲကတပေါင်းလားအပြည့်နေ့လေတပေါင်းလားပြည့်နေ့မတ်လပေါ့တပေါင်းလားပြည့်နေ့ရယ်ပြီးတော့နိုဝင်ဘာလစာဆိုရှင်လို့ဘုရားပွဲရရှိရှင်ကျရင်ဘုရားလာလို့ပေါင်းကဒီမှာပဲလာပြီးတော့မှပူစော်ကြတယ်ကက်ကအိုးဘာသာစကားအနေနဲ့ပြောမယ်ဆိုရင်နေကတ်ကူဆိုနေမြေဒေသပိုင်းထားထားတဲ့နေရာပေါ့နော်ဟိုဘက်မှာရှမ်းနေနေတယ်ဒီဘက်မှာပအိုးတွေနေတယ်ပေါ့နော်ဟုတ်ကဲ့အခုဆိုရင်ဒီအင်းရဘယ်လိုပြောမလဲပုံအင်းပေါ့နော်ဘာလို့ပုံအင်းလုံးခေါ်လဲဆိုရှင်ရေ6လအကုန်6လဆိုရင်6လပိုင်းမှာဆိုရင်6လကရေရှိရနောက်ထပ်6လရေမရှိဘူးပေါ့နော်ဒီရဲ့အချောင်းအဆက်ကမျိုးပေါ့နော်ဟိုပုံမျိုးနဲ့စီဆိုင်မျိုးနဲ့
ပြီးတော့နောင်မွန်လိုင်းရင်မျိုးနဲ့ဒီဟာ3ခုရဲ့အဆက်ပေါ့နော်ဟုတ်အဲ့ဒီမှာအောင်ကရှမ်းလူမျိုးအများစုနေထိုင်တယ် ကျွန်တော်အခုဒီရှမ်းပြည်တောင်ပိုင်းတောင်ကြီးစီဆိုင်မြို့နယ်မှာရှိတဲ့ဒီကျွန်တော်ရှမ်းလိုထုံပုံးလို့ခေါ်တဲ့ပုံးအင်းဒေတာကိုလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တောင်ကြီးတောင်ဘက်ဟိုပုံးကနေနောင်မွန်မြို့နယ်ကိုလာပြီးမှနောင်မွန်မြို့နယ်ကနေနောင်မွန်မြို့ကိုရောက်အရင်စော်ပါကြီးများနေထိုင်ခဲ့တဲ့နောင်မွန်မြို့ကနေမော်တော်နဲ့ဒီပုံးအင်းတွေကိုလာလို့ရပါတယ်နောက်ကြီးလမ်းတစ်ခုကတော့ကျွန်တော်ရှမ်းပြည်တောင်ကြီးမြို့မိဘုံပြန်ကွင်းကကူသွားတဲ့လမ်းကကူဖျားကိုသွားတဲ့လမ်းကနေဝမ်ရကျေးရွာရောက်လို့ရှိရင်ပုံးအင်းဒေတာကိုသွားမဲ့လမ်းဆိုတာလမ်းညွှန်ထားပါတယ်အဲ့ဒီကနေတစ်ဆင့်ဒီပုံးအင်းဒေတာကိုကားနဲ့လည်းတစ်ကြောင်းလာလို့ရပါတယ်ရေထဲမှာကိုကျွန်တော်စပားလေးကိုရိတ်သိမ်းနေခြင်းဖြစ်ပါတယ်ရေဟာဒီထက်မကပိုပြီးထပ်တက်လာမယ်ဆိုရင်ကျွန်တော်စပားလေးပြည့်စည်ခြင်းဖြစ်ပါလိမ့်မယ်အဲကြောင့်မို့ရေမတက်လာခင်ဒီတဲ့ပိုပြီးမတက်အောင်ကျွန်တော်ရိတ်သိမ်းနေရတာဖြစ်ပါတယ် nó là mẹ đó say nó khác chứ vậy nó ô sao lúc miêu thì nòng ra nhòa thì say miêu này mà không ý này ta mà nhiều à cứ đấy giấy tí này đây spa miêu rồi vui spa miêu không ý thì ta mà lìa say miêu là về lóc khé là rồi à cứ rồi miêu gì đấy mà gì tất là đấy chuyện rồi gì nên lưu bioอยู่ra đấy rồi à khé đó mà biểu bia lo vậy đó ဟုတ်ကဲ့ကျွန်တော်အခုမြင်တွေ့နေရတဲ့ဟာမနေ့ကရိတ်သိမ်းထားတဲ့ရိတ်ထားတဲ့စပားတွေကိုရေထဲမှာကျွန်တော်ရှမ်းတိုင်းလူမျိုးသမီးကြီးလေးများကလေနဲ့တင်ပြီးတော့မှတွားရောက်6ခံလာမှာဖြစ်ပါတယ်မာရမှာ15ရက်20 6တဲ့အထိနေထဲမှာကျွန်တော်တို့လမ်းထားပါတယ်အဲ့ဒီလမ်းထားတဲ့စပားတွေကိုကျွန်တော်အိမ်ကိုပြန်တယ်လာပြီးတော့မှဒီစပားတွေကိုကျွန်တော်တို့ချွေနေတာဖြစ်ပါတယ်ကျွန်တော်အခုမြင်တွေ့နေရတာဆိုလို့ရှိရင်ခုနရိတ်သိမ်းပြီးလို့ခြောက်နေတဲ့စပားလေးကိုကျွန်တော်လာရောက်ပြီးတော့မှစပားကိုချွေလေးနေတာဖြစ်ပါတယ်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာဆိုလို့ရှိရင်ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်နောင်ဆောင်ဈေးရွာမှာဖြစ်ပါတယ်အခုလက်ရှိမြင်တွေ့နေရတဲ့ရေပြင်ကြီးရဆိုလို့ရှိရင်ကျွန်တော်တို့ဇူလိုင်လကနေစပြီးတော့မှဒီဇင်ဘာလအထိဟာဒီမျိုးရေပေါ်မှာတွားလာနေရတဲ့အခြေအနေဖြစ်ပါမယ်ဇန်နဝါရီလကနေဇူလိုင်လအထိဆိုလို့ရှိရင်ကျွန်တော်တို့စိုက်ကယ်လေးစီးလို့ရမယ်ကားလေးတွားလို့ရတဲ့နေရာလေးဖြစ်ပါတယ်ဒါကြောင့်မလို့ຫນွေ6လရေ6လဆိုတဲ့နေရာဒေသလေးဖြစ်ပါတယ်ကျွန်တော်တို့ရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်နောင်မွန်မြို့နယ်လည်းဖြစ်တယ်နောက်ပုံအင်းဒေသကျေးရွာနောင်ဆန့်ရွာဖြစ်ပါတယ်ဒီရွာလေးမှာဒီပုံအင်းနယ်တကြောကိုရေဝင်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောင်ဆန့်ရွာကိုရေထိတ်ဆုံးဝင်လာပြီးမှပြန့်သွားတဲ့အင်းငယ်လေးတစ်ခုဖြစ်သွားပါတယ်6လတိတိရကျွန်တော်တို့ဒီလိုမျိုးကုန်း6လရေ6လရှိတဲ့နေရာဒေသဆိုရှမ်းပြည်နယ်တောင်ပိုင်းနေရာဒီပုံအင်းနေရာဒေသမှာပဲရှိပါတယ်ကျွန်တော်ဒီပုံအင်းဒေသဆိုလို့ရှိရင်ခရီးသွားလာရတာစိတ်ချလုံခြုံမှုရှိတဲ့အပြင်ကျွန်တော်မြန်မာနိုင်ငံတွင်းမှာရှိတဲ့ပြည်သူလူထုအများအားလုံးနဲ့လာရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ပြီးတော့မှဒါနဲ့တစ်ဆက်တည်းမှာပဲကျွန်တော်တို့မွေတော်ကကူခရားကိုတွားပြောက်လေ့လာမယ်ဆိုလို့ရှိရင်လေ့လာလို့ရတယ်လို့၎င်းနဲ့ဆက်ဆက်လက်ရှိတဲ့စိုက်တဲ့ကျင်းမှာရှိတဲ့ရှေးအကြဆုံးဇီကြီးတော်ပထိုးများကိုလည်းလေ့လာကြရမှာဖြစ်တယ်လို့အခုချိန်နေမှာကျွန်တော်တို့ဒီရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့တကယ်ရှေးဟောင်းနှစ်ပေါင်းများစွာ300မကခဲ့တဲ့ရှေးဟောင်းဖျားကိုလည်းလေ့လာခြင်းဖြစ်ပါတယ်ဒီရှေးဟောင်းဖျားဇီတော်ကြီးရဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်စိုက်လဲကြီးရွာမှာရှိတဲ့ရှေးဟောင်းဇီတော်ကြီးဖြစ်ဒီဇီတော်ကြီးရဲ့တမိုင်းကြောင်းအနေငယ်ပြောပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိကကူဖျားအဲ့ဒီကကူရှေးဟောင်းဇီတော်ကြီးနဲ့ဆက်ဆက်လက်ရှိပါတယ်ဒါကြောင့်မလို့ဒီရှေးဟောင်းဇီတော်မြတ်ကြီးတွေရာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရှမ်းတိုင်းရင်းသားရှမ်းလူမျိုးတို့ရဲ့ရှေးဟောင်းအမွေအနှစ်စစ်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြောရွှင်စရာကောင်းတဲ့ကျွန်တော်တို့ရှမ်းမောမြေရှမ်းတို့ဌာနီအင်းအငယ်လေးကိုလာရောက်ပြီးတော့မှလေ့လာကြည့်ကြပါလို့ကျွန်တော်ပြည်သူလူထုအများကိုကျွန်တော်ဖိတ်ဒီနေရာနေကျွန်တော်ဖိတ်ခေါ်ပါတယ်လောကကူဖျားရတဲ့ပုံမိလေးလာကြရလေအများကြီးလာပြီးဆိုတော့လေစာရောက်ပြီးဆိုတော့ထမင်းစားကြအောင်ဒီမှာဆိုရင်ပိုးစတီတာအစားအစာရေးလေးရှိတယ်ညောတရုပ်စာရေးလေးရှိတယ်ဒီပိုးစတီတာအစားပို့ကြိုက်မယ်ချင်းနဲ့ဒီစမ်းကြည့်ရအောင်လေလာပါရှင်6ကွေးရှင်အဲ့ဒါရောပြီးတော့မှထည့်ချက်ထားတာအရသာကောင်းနေရှင်
ရှမ်းပြည်ကအေးတော့လေအေးတော့အေးတဲ့ຢာဒီကိုခံနိုင်အောင်လို့ဆိုပြီးတော့ဆောင်းတွင်းပေါ့နော်ပို့ရိုးရနေအိမ်ဒီမှာဆိုရင်အများနဲ့ချက်စားတဲ့ဟင်းပေါ့ဟုတ်ကဲ့ဟင်းချိုတစ်မျိုးပေါ့ဟာဂျူးပြတ်တော့ပါရှင်အမြက်လည်းအရွက်ကောပါတယ်ပေါ့နော် side dish အနေနဲ့ပေါ့ရှင်ကားချောတော့ကြက်အာလူပါရှင်ချက်သားနဲ့အာလူဒါကတော့ဝတ်သားဟင်းပါရှင်ပို့ချက်ပေါ့နော်ပို့ရများတော့ဖြစ်ပေါ့နော်သူတို့ချက်တဲ့နေဟာကဟိုခရမ်းချင်ပြီးရယ်စက်သွန်ဖြူရယ်ပြီးတော့မှပဲပုတ်ရယ်အဓိကထည့်ပြီးတော့ချက်တာပေါ့နော်ပြီးတော့အဆက်စားတော့မြုပ်တီးပေါ့မြုပ်တီးကတော့ကိုကြိုက်တယ်လို့ပေါ့အတော့မောင်ကြီးရတော့ပါရှင်ဒါကကျတော့ဂေါ်ရခါညံ့ရှင် မွေတော်ကကူစီဒီကိုဖူးမြော်လို့ညနေဆောင်မှာတော့ကျမတို့တဲခိုတဲ့ Royal တောင်ကြီးဟိုတယ်ကိုပြန်ရောက်ခဲ့ပါတယ်။တငယ်ချင်းနဲ့လည်းအေးအေးတောက်ဖြစ်ခဲ့ပါတယ်။ အော်ငါကလေအခုဒီရန်ကုန်ကိုအလုပ်ကိစ္စနဲ့သွားကြရှိရဲဆိုတော့နောက်နေ့ကြာလို့ရှိရင်ဒီအေးလေးပင်းပြက်ကလောငါငယ်ချင်းတိုင်းခင်စီကနေလိုက်ပို့ပေးလိမ့်မယ်နော်။နေမအားတော့ဘောအလုပ်ကိစ္စနဲ့သွားကြရှိတယ်။အဲ့မှာပြန်လာမှတွေ့မယ်နော်။ဟုတ်ပြီဟုတ်ပြီ။ဒီတောက်လိုက်။ဒီရောဒီဘက်ကတော့ဒီဟိုတယ်မှာတဲရအစီအရဲ့။အရင်အစီအရပဲဟုတ်လား။တောင်ကြီးမှာဒီလိုမျိုးကောင်းတဲ့ဟိုတယ်ရှိသေးလား။ရှိရပါဘော Cherry Queen Hotel တို့ Sweet Cherry Hotel ပြီးတော့ UCT Hotel Royal Star Hotel Vision Hotel တော့Sunny Hotel ပြီးတော့ South Cherry Hotel အများကြီးပဲအများကြီးပဲဟောတခုချင်းလိုက်တယ်ပါ နောက်နေ့ညောင်ရွှေမှာစောင့်နေမဲ့တငယ်ချင်းနန်းခင်စရာကတော့ညောင်ရွှေမှာရှိတဲ့အင်းလေးကန်ထဲကိုလိုက်ပို့မယ်တဲ့ဒီနေ့တော့ကျမရဲ့ရှမ်းပြည်တောင်ပိုင်းဒုတိယနေ့ခရီးစဉ်လေးကတော့တောင်ကြီးကဆူလာမှုနိစေရီရဲ့မွေတော်ကကူစေရီအသွားလမ်းကပအို့လူမျိုးတွေရဲ့ရှေးဟောင်းကျောင်းတော်ကြီးရဲ့မွေတော်ကကူစေရီတော်ရဲ့ရှမ်းလူမျိုးတွေနေထိုင်ကြတဲ့ရေ6လကုန်း6လရှိတဲ့ပုံအင်းဒေသကမြင်ကွင်းတွေရဲ့ပအို့လူမျိုးတွေရဲ့ရိုးရာအစားအစာတွေနဲ့အမှတ်တရဖြစ်ခဲ့ရပါတယ်ရှင်